not fun ကိုဒီ6စကင်အရယူသွားမှာပဲဖြစ်ပါတယ်နော်ဒီပထမဒီဗီဒီယိုမပြီးရင်ကျွန်တော်ညနေကဒီပေတူးလာလို့ရှိရင် weekly ဘတ်3ဘတ်မှာထားလို့အိမ်နေအဲ့တော့ကျွန်တော် KP ကနေပဲပထမဆုံး diamond 259တုံးထည့်တယ်အဲ့ဒါနဲ့ကျွန်တော်ထည့်တော့ဒီမှာ850နဲ့9ပဲထားပါတော့အဲ့လောက်ပဲရတယ်ကွာကျွန်တော်ကတခါလေးတိုင်းယူမှာဆို diamond မလောက်ဘူးအဲ့တော့ထပ်ထည့်ပြီးထပ်ပေါက်တာလဲဒါပဲအဲ့တော့ကျွန်တော်နောက်ဆုံးတော့ diamond 900ကျော်မြန်မာငွေ49,900နဲ့ထည့်ပြီးတခါလေးတန်းဖောက်မှာပဲဖြစ်ပါတယ်ကျွန်တော်ဆိုနာဒီဖောက်လိုက်တဲ့ဗီဒီယိုတော့ကျွန်တော်တင်မပေးတော့ဘူးအဲ့ဒါကြီးကတော်တော်ကြီးရုပ်ပေါက်နေလို့ diamond ထည့်လိုက်လဲပါနေလို့ဗျာအခုတော့တခါလေးရမလားမရဘူးလားဆိုတော့ကြည့်လိုက်တော့ weekly ဘတ်ထည့်ခိုင်းတဲ့သူကလည်းအိတ်နေရဆိုတော့ကျွန်တော်ပဲထည့်ပြီးကျွန်တော်ပဲလှည့်ရတော့မယ်ပေါ့ပေါက်သွားတဲ့ဟာတွေကဘာတွေလဲဆိုတော့ဒီမှာကျွန်တော်ပေါက်သွားတဲ့ဟာတွေကတော့အကုန်ရသွားပြီပေါ့နော်ဒါကဆောနာလေတော့အဲ့တော့အခုထပ်လှည့်မယ်1200ပဲလိုတော့ဗျာကျွန်တော်ဆောနာကြီးတုံးကဒီသူများဖောက်တာကြီးတုံးကဒေါ်120ဆိုရပြီအခုက80နဲ့ဒေါ်ဆိုကျွန်တော်တန်းတော်ချင်းစီပဲလှည့်လိုက်တော့မယ်အဲ့တော့100နီးပါးလောက်ရမယ်ပေါ့နော်ဟုတ်လေဘာမှမစဉ်းစားဘဲနဲ့ပေါက်ပြီးသားရေထပ်ပေါက်မယ်ဆိုရင်အဆင်ပြေပါတယ်ထည့်ဖို့တော့မရှိတော့ဘူးပေါ့နော်အဲ့တော့ဘာစဉ်းစားမလဲလှည့်လိုက်ပြီဗျာဒီတန်းတော့လှည့်လိုက်လို့1000ပြည့်တယ်ဆိုရင်ပြောရမယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့မရဘူးဆိုရင်တော့မပြောရဘူးပေါ့အဲ့တော့ဒီခါလေးပဲလှည့်လိုက်တော့မယ်990ရတယ်ဆိုတော့အနည်းဆုံးကွာနည်းနည်းပဲရအောင်နော်ပေါက်ပြီးသားအဲ့ emote တွေတကယ်တမ်းမလို့အခုတစ်ချိန်ထပ်လှည့်ရင်တော့အခုမှရောက်တယ်ဒါမှမဟုတ်နေအခုမှရောက်တယ်မပြောတော့အဲ့တော့ထပ်ပေါက်မယ်ဗျာဘလို့ပဲပြောတာပေါက်သွားပြီပေါ့နော်ဟိုဟာစောနာကျွန်တော်မှားတဲ့ weekly ဘက်ကလည်းရောက်ပြီဆိုအဲ့မပေါက်သေးဘူးနော်အဲ့တော့ဘာမှဖြစ်ပါဘူးကျွန်တော် draw ရေးအတွက်ကြည့်လိုက်မယ်130ပုံ120တော့ရပါဘာမျိုးလှည့်လိုက်တော့မယ်53ဝင်ဖောက်မယ်ဆိုရင်တော့ဟို emo မဟုတ်တခုပြီးရင်တော့တမျိုးပေါ့ဗျာအားပြီးတော့အဲ့ဒါစပြီအဲ့ဒီဇလန်စပြီအဲ့ဒါလည်းဆက်မကြည့်ရထမ်းနေဆက်မကြည့်ရအခုမှ100ကျော်လေးပဲကြည့်ပြောပါနော်ရှိပြီကဲနည်းနည်းပဲလိုတော့တယ်အဲ့တော့လည်းထပ်ထည့်ပြီးထပ်ဖောက်မယ်နော်ဒီကတော့ကျွန်တော်တင်မပေးတော့ဘူး